မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကျမ်းမာဖို့ကြားခံဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါတယ်ပထမဆုံးလေ့ကျင့်ခန်းကတော့ squat ဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့အကြီးဆုံးကြွက်သားတွေကိုအလုပ်ပေးပြီးခြေထောက်နဲ့တင်မကိုတမ်းမာစေပါတယ်ခြေထောက်နှစ်ဖက်ကိုပခုံးအကျယ်ချားပြီးရပ်ပါခါကိုဖြောင်ပြီးဒူးတွေကိုကွေးရင်ကလထိုင်မှာထိုင်တယ်လို့မျိုးတင်မကိုနောက်ဘက်ပို့ပြီးဖြည်းဖြည်းချင်းဆင်းပါဒူးတွေကခြေပြားထက်မကျော်ပါစေနဲ့တင်မနဲ့ဒူးတွေကမြေပြင်နဲ့မြေမြိုင်ဖြစ်သည့်အထိဆင်းပါအားဆိုင်ပြီးပြန်မတက်ရပါတစ်ချိန်ကို10ချိန်15ချိန်3ဘက်လောက်လုပ်ပြီးပါလေ့ကျင့်ခန်းလုပ်နေစဉ်သတိနဲ့ရှုမှတ်ပြီးခန္ဓာကိုယ်လှုပ်ရှားမှုကိုအာရုံစိုက်ပါဒီနေ့လေ့ကျင့်ခန်းကတော့ဒီလောက်ပါပဲနောက်တစ်ပုဒ်မှပြန်ဆောင်ရမယ်နော်စိတ်ရောကိုယ်ပါကျမ်းမာပျော်